ရာနာယူကြည်ညိုကြပြီးယနေ့လူဒန်းမှုအစုစုတို့ကိုရေစက်သွန်းချအမျှပေးဝေလိုကြသည်ဖြစ်ပါ၍အနုမောဒနာဩဝါဒတရားနှင့်ရေစက်ချတရားဟောကြားချင်းမြင့်ဆုံးမတော်မူပါယံဖရာတပည့်တော်ခြေတော်အစုံဥခတ်၍ရိုသေစွာလျှောက်ထားအပ်ပါသည်ဖရာ86ခုနှစ်ဥဒကူလာပြီးကျောင်း17ရက်2024ခုနှစ်မေလ4ရက်အရိဒိုင်ဒေသကြီးပြုလင်ခရိုင်ပြုလင်မြို့နယ်အောင်ချမ်းသာရွာဓမ္မသာယသာသနာစင်တာကျောင်းတိုင်းဓမ္မဝိဇ္ဇာသဘာဓမ္မယုံကျောင်းတော်ကြီးတွင်စေခြင်းမှာပြုလို့အပ်သည်ဥထေလွေဥဆောင်သည်ဝတ္တရောပအဖွဲ့ဤစရုဒ္ဓအကျိမြောက်ရသပတတိတာဆွဆက်ကလူတန်းခြင်းဆွေစချလူတော်မင်္ဂလာအခမ်းအနားနှင့်ရွှေဘုံမြို့ဥဆိုမြင်အောင်တော်ခေမဝေဝေနေဝေဆက်ဆက်မိသားစုတို့ဤတတိတာဆွဆက်ကလူတန်းခြင်းဆွေစချလူတော်မင်္ဂလာအခမ်းအနားအနုမောဒနာနှင့်ဩဝါဒတရားမိမိတို့ဆွေတတိရှိသလောက်ကုသိုလ်ကောင်းမှုကိုပြုလုပ်ကြတာဖြစ်တယ်ဒီကတော့ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတဲ့နေရာမှာကိုလုပ်တဲ့ကုသိုလ်သည်ထာဝရကုသိုလ်နဲ့တခဏကုသိုလ်တို့နှမျိုးရှိတယ်ထာဝရကုသိုလ်ဆိုတာကစေတဝရတည်ရှိနေတဲ့အလူဒါနမျိုးဒါကကိုလူတဲ့ကိုလူတဲ့လူဝတ္ထုကရှိကြစွာတည်ရှိနေတဲ့လူဒါနမျိုးအတစ်ခုတက္ကနာအကျိုးပြုတဲ့အလူဒါနမျိုးအတစ်ခုဘယ်ဒါနပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကစေရနာတော့အရဲ့တတ္တဆိုတဲ့ယုံကြည်မှုရဲ့အလောဘဆိုတဲ့ဆွလွတ်တဲ့မှုရဲ့အဒေါသဆိုတဲ့မေတ္တာထားနိုင်မှုရဲ့အဘောအလို့ဆိုတဲ့အသိဉာဏ်ရှိမှုရဲ့ဒီသဘာဝတရားတွေကပေါင်းစပ်ပြီးတော့ဖြစ်စေလိုက်လို့ကုသိုလ်ဆိုတာဖြစ်တာကုသိုလ်ကိုအနာဝိသအပြစ်ကင်းတယ်လို့ဆိုတာပါကြောင့်အပြစ်ဆိုတာတွေကပါလို့ဆိုရင်လောဘဆိုတာလည်းအပြစ်ပဲဒေါသဆိုတာလည်းအပြစ်ပဲမောဟဆိုတာလည်းအပြစ်ပဲအိတ်တာမစ္စရိယဆိုတာလည်းဆိုလိုတာတော့ကုသိုလ်လုပ်တဲ့အခါမှာလောဘဒေါသမောဟတွေမပါလို့အပြစ်ကင်းတယ်လို့ပြောတာအကုသိုလ်နဲ့ပတ်သက်မှုမရှိတာအပြစ်ကင်းတယ်အကုသိုလ်မှန်သမျှအပြစ်ရှိတဲ့သဘောတရားတွေဖြစ်တယ်အဲ့တော့အကုသိုလ်ဆိုတဲ့အပြစ်တွေမပါသေးတဲ့ကြောင့်ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာအနဝိဇ္ဇာပြစ်ကင်းတယ်ပြစ်ကင်းရုံနဲ့မဟုတ်ဘူးဒုက္ခဝိပါကချမ်းသာတဲ့အကျိုးပေးတယ်ဖြစ်ပေါ်လာတဲ့အကျိုးတရားကချမ်းသာမှုကိုဖြစ်စေတယ်အဲ့ဒီလိုကိုယ်အတွက်အတ္တဟိတကိုယ်အတွက်ရေရှိအကျိုးဖြစ်စေနိုင်တဲ့ကုသိုလ်ကောင်းမှုကိုပြုလုပ်တယ်ဆိုတာအကြောင်းတရားကပါလေဘာကြောင့်ကုသိုလ်ပြုပြကြတာလဲလို့ဆိုတော့အနည်းချုပ်ပြောမယ်ဆိုလို့ရှိရင်အမဒိဋ္ဌိပုရောဓယတတ္တမပဋိပတိယ
သမ္မာဒိဋ္ဌိပုရောဓာယတတ္တမပฏิပတ္တိယအာရတိတိဟိတောပါယဣသန္တဒုက္ခသောရဏံဆိုနမရူပပြိစေရအဘိဓမ္မာကျမ်းပါမေတ္တာဘုအနေနဲ့ရေးထားတဲ့ခန္ဓာလေးကမှတ်သားဖို့ကောင်းတယ်ကုသိုလ်ကောင်းမှုပြုကြည်ရဲ့အဓိကအကြောင်းရင်းကဘာလို့ဆိုရင်သမ္မာဒိဋ္ဌိဆိုတဲ့မင်္ဂတဲ့အမြင်ရှိမှုအဓိကဖြစ်တယ်မင်္ဂတဲ့အမြင်ရှိတာကိုအကြောင်းပြုပြီးတော့ကုသိုလ်ကောင်းမှုပြုလို့ကြတာဖြစ်တယ်အဲ့တော့မင်္ဂတဲ့အမြင်ဆိုတာဘာလဲဒီတရားမှာကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ဆိုတာရှိတယ်ကောင်းမှုမကောင်းမှုဆိုတာရှိတယ်ကောင်းမှုမကောင်းမှုရဲ့အကျိုးကောင်းကျိုးဆိုကျိုးဆိုတာရှိတယ်လို့သိတဲ့အသိဉာဏ်ကိုသမ္မာဒိဋ္ဌိလို့ခေါ်တာကုသိုလ်အကုသိုလ်ကိုသိတာသမ္မာဒိဋ္ဌိအပြစ်ရှိတယ်အပြစ်ကင်းတယ်လို့သိတာသမ္မာဒိဋ္ဌိလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိတာသမ္မာဒိဋ္ဌိအဲ့လိုမင်္ဂနဲ့အမြင့်တစ်ခုဟာအရေးကြီးဆုံးပဲလို့ပြောတာနော်အဲ့ဒီမင်္ဂနဲ့အမြင့်ရှိတဲ့အခါမှာကုသိုလ်ကောင်းမှုဆိုတာလုပ်ဖြစ်တာအဲ့တော့ဘုရားဝတ္တဝေသူတော်စင်တွေအားမြတ်စွာဘုရားရဲ့အဆုံးအမတရားကိုရကြလို့မင်္ဂနဲ့အမြင့်ရှိနေကြတယ်ကုသိုလ်အကုသိုလ်ဆိုတာကိုလက်ခံကြတယ်လှုပ်တဲ့နာနဲ့မလှုပ်တဲ့လှုပ်ဆိုတာလက်ခံတယ်အပြစ်ရှိတယ်လို့ပြစ်ကင်းတယ်လို့ဆိုတာသိကြတယ်သမ္မာဒိဋ္ဌိဆိုတာတကယ်ကတော့အသိဉာဏ်ပဲဖြစ်တယ်ပေါ့အသိဉာဏ်မင်္ဂတဲ့အသိဉာဏ်အဲ့မင်္ဂတဲ့အသိဉာဏ်ဆိုတာလူတိုင်းမှာရှိတာမဟုတ်ဘူးလူတိုင်းမှာရှိတာမဟုတ်တချို့ကြတော့ဒီအသိဉာဏ်မရှိသည့်အတွက်ကြောင့်လှုပ်တဲ့နာကိုမလှုပ်ပဲနဲ့လှုပ်ချင်တာကိုလှုပ်တာတွေဖြစ်ကြတယ်လောကမှာလူတွေကလှုပ်ချင်တာလှုပ်တဲ့ပုဂ္ဂိုလ်ကများတယ်လှုပ်တဲ့နာလှုပ်တဲ့ပုဂ္ဂိုလ်ကနည်းတယ်ဘယ်သူပဲဖြစ်ဖြစ်ကိုယ်စန္ဒအရာကိုလှုပ်ချင်တာလှုပ်ကြတယ်အဲ့လိုကိုလှုပ်ချင်တာလှုပ်တဲ့အခါမှာတချို့ကိစ္စတွေကလှုပ်ချင်တာတော့ဟုတ်တယ်လှုပ်တဲ့နာမဟုတ်ဘူးဖြစ်သွားတယ်မလှုပ်တဲ့ကိုလှုပ်ချင်တဲ့အလုပ်ဒီမလှုပ်တဲ့အလုပ်ဖြစ်သွားတယ်အဲ့ဒီလိုမလှုပ်တဲ့အလုပ်ကိုလှုပ်ပြီးတဲ့အခါမှာဆိုးကျိုးတွေရသွားပြန်အဲ့တော့လှုပ်ချင်တာလည်းဖြစ်ဖို့လိုတယ်လှုပ်တဲ့အလုပ်လည်းဖြစ်အဓိကတော့လှုပ်တဲ့အလုပ်မလှုပ်တဲ့အလုပ်ခွဲခြားသိဖို့လိုတယ်မသိဘူးဆိုရင်လှုပ်ချင်တဲ့ဆန္ဒကိုဦးစားပေးပြီးတော့မလှုပ်တဲ့နာကိုလည်းလှုပ်လိုက်ကြတယ်လှုပ်လိုက်တဲ့အတွက်အလုပ်ဆိုတာရလဒ်တစ်ခုတော့ဖြစ်လာတာပဲ action ရှိ reaction ဆိုတာလာတယ်တုံ့ပြန်လာမှုကအောက်လာတယ်အဲ့တော့ကိုလှုပ်တဲ့အလုပ်ရဲ့တုံ့ပြန်လာတဲ့အကျိုးကျေးဇူးဟာဖြစ်လာတတ်တယ်အဲ့ဒါကြောင့်မို့ကိုလှုပ်တဲ့အလုပ်ဒီလှုပ်တဲ့အလုပ်လားကိုပြောတဲ့စကားဒီပြောတဲ့စကားလားအဲ့ဒါကိုမပြောခင်မလုပ်ခင်ကစဉ်းရင်စဉ်းစားရမယ်လို့ဆိုတာနော်လုပ်ပြီးသွားရင်ကတော့သူက action တစ်ခုဖြစ်သွားပြီဖြစ်သွားလို့ရှိရင်ကတော့သူ့ရဲ့အကျိုးဆက်ကမလွယ်မသွေလာပါပဲမလွယ်မသွေလာပါပဲမှားသွားပါတယ်လို့နောက်မှသိတာလွန်သွားပြီပေါ့နော်လုံးမိသွားပြီလွန်သွားပြီအဲ့ဒါကြောင့်လို့မမခင်ကကျွတ်တင်သိတဲ့အသိဉာဏ်ဒီအသိဉာဏ်အသိရေးကြည့်တယ်ဒါကြောင့်လို့သမ္မာဒိဋ္ဌိပုရောဓာယမင်္ဂနဲ့အမြင်လို့ဆိုတဲ့အသိဉာဏ်ကိုဥတည်ထားရမယ်အမြဲတမ်းကိုယ်တဏ္ဍမှာလှုပ်တော့ပဲဆိုရင်စဉ်းကျင်စဉ်းစားမှုကရှေ့ရသွားရမယ်ပြောတာန
ဘာလို့လို့တဲ့လို့လားပြောတဲ့စကားလားကိုယ်စိတ်ကိုကွာရှေ့ဥစွာအတိတ်ကရှေ့ကသွားနေဘူးလို့ရတယ်မသွားဘူးနောက်ကျသွားပြီဆိုရင်မလို့တဲ့အလုပ်ကိုလုံးပြီးသွားတတ်တယ်မပြောတဲ့စကားကိုပြောတတ်တယ်အဲဒါကြောင့်ပထမဆုံးဘုရားဝါဒရီနေတဲ့မင်္ဂန်နဲ့အမြင့်လို့ဆိုတဲ့သမာဓိဉာဏ်ကိုရှုစွာရအောင်ကိုပြုပြရမှာဖြစ်တယ်သူဘာသူတော့ဖြစ်လာမှာမဟုတ်ဘူးစဉ်းစားဖို့လိုတယ်နော်ပြောတော့မယ်ဆိုရင်လည်းစဉ်းစားလုံးတော့မယ်ဆိုရင်စဉ်းစားရအတိညာရဲ့လှုပ်ဆောင်မှုတစ်ခုပဲစဉ်းကျင်သုံးသပ်ခြင်းဖြင့်အပြည့်မှန်ကိုထုတ်နိုင်အောင်လူတွေဟာကိုအလှပြည့်တဲ့အခါမှာမှန်ကြည့်ပြီးတော့ပြင်ကြတာပဲလေမှန်နဲ့ပါတဲ့အလားတရတူတဲ့ဆိုညံနဲ့အလားတရတူတယ်မှန်ကြည့်လို့ရှိရင်မှန်နဲ့မှပေါ်လာတဲ့ပုံရိပ်ကိုကြည့်ပြီးတော့အပြည့်ရှိသိကြတယ်အဲ့ဒါလို့ပဲကိုပြောမဲ့စကားကိုလုံးမဲ့အလုံးနဲ့ပတ်သက်လာပြီးတော့မှန်ကြည့်တယ်လို့ပဲကျွတ်တင်ပြီးတော့ပြင်ဆင်တယ်အလေးကျင့်တစ်ခုလုပ်တာအဲ့တော့မှန်ကြည့်တာနဲ့ပါတဲ့တူလို့ဆိုရင်စဉ်းကျင်သုံးသပ်မှုသမတ်သိကပ္ပမှန်ကန်စွာတွေ့တော့စဉ်းစားမှုဆိုတာနဲ့တူတယ်ပေါ့အပြည့်ကင်းတယ်လို့ဆိုပြချက်ချတာကြတော့အသိဉာဏ်အဲ့ဒီနှစ်ခုအမြဲတမ်းပေါက်စပ်နေတယ်စဉ်းကျင်တွေ့တော့ခြင်းအမှန်သိခြင်းဆိုလိုတာကသမဒိဋ္ဌိနဲ့သမသိကပ္ပဒီနှစ်ခုအပူတွဲပြီးတော့လှုပ်ဆောင်တာနော်ပူတွဲပြီးတော့လှုပ်ဆောင်တာအမှန်သိအောင်စဉ်းစားဖို့လိုတယ်စဉ်းစားမှအမှန်သိမယ်အသိဉာဏ်ဖြစ်ဖို့အတွက်အဓိကအကြောင်းနှစ်ခုကတော့သမဒိဋ္ဌိနဲ့သမသင်္ကပ္ပပဲနော်သမသင်္ကပ္ပပဲလောကကြီးမှာဝိပဿနာတရားအာထုတ်တာတော့ပါပဲတွေ့တော့ဆင်ញင်မှုအရေးကြီးတယ်ပေါ့တချို့ကမတွေ့ရဘူးလို့ပြောတယ်မတွေ့ရင်ပဲသိမလဲနော်ဟုတ်သလားမဟုတ်ဘူးလားတွေ့တော့ဆင်ញင်သုံးသပ်ရမယ်တွေ့ရဆိုတဲ့နေရာမှာမတွေ့တဲ့အတွေ့ရမယ်အတွေ့နှမျိုးရှိတာပဲတွေ့ရမယ်အတွေ့ကိုတားမြစ်ဖို့မလိုနော်တွေ့တဲ့အတွေ့ကိုတွေ့မတွေ့တဲ့အတွေ့ကိုမတွေ့နဲ့ဘယ်ခါပဲဖြစ်ခွဲခြားတာလဲဖို့လိုတယ်အစာတစ်ခုတောင်စားတဲ့အစာရှိတယ်မစားတဲ့အစာရှိတယ်အဲ့ဒါလိုပဲတွေ့တဲ့အရာကိုတွေ့ပြရမယ်ငါပြောတဲ့စကားဟာဘယ်သူကိုထိခိုက်တယ်လဲငါကိုရောထိခိုက်သလားသူများကိုထိခိုက်သလားနှုတ်လုံးကိုထိခိုက်သလားမကောင်းကျိုးကိုဖြစ်ပေါ်စေသလားတွေ့ပြီးတော့မှမကောင်းကျိုးကိုမဖြစ်စေဘူးဘယ်သူမှမထိခိုက်ဘူးဆိုတဲ့အသိဉာဏ်ရှိပြီဆိုရင်တော့လှုပ်ဆောင်မှုနောက်ကလိုက်ရအဲ့ဒါဆိုရင်ဘယ်တော့မှမှားတာမရှိဘူးအဲ့လိုတခုလှုပ်တော့မယ်ဆိုရင်လည်းမလှုပ်ခဲ့ကစဉ်းစားငါလှုပ်တဲ့အလုပ်ဒီကိုရည်ရွယ်ချက်ကဘယ်လောက်ကောင်းနော်ကိုရည်ရွယ်ချက်ကအဓိကကိုရည်ရွယ်ချက်ဘယ်လောက်ကောင်းကိုလှုပ်တဲ့အလုပ်ဒီငါကိုထိခိုက်စေသလားသူများကိုထိခိုက်စေသလားနှုတ်လုံးကိုထိခိုက်စေသလားနိနာဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်သလားဘယ်ဆုံးကစဉ်းစားလိုက်တဲ့အခါမှာအဖြေတစ်ခုရလာလိမ့်မယ်ဘယ်သူမှမထိခိုက်ဘူးနော်ကောင်းကျိုးချမ်းသာကိုပေးနိုင်တယ်ဆိုရင်လုပ်ပြီးတော့အဲ့လိုဆိုလို့တာနော်အဲ့ဒါဟာလက်တွေ့ကျင့်သုံးခြင်းပဲဖြစ်တယ်နော်လက်တွေ့ကျင့်သုံးခြင်းပဲဖြစ်တယ်အဲ့ဒါကိုပြောတာသမ္မာဒိဋ္ဌိပုရောဓယမင်္ဂန်နဲ့အမြင်ဆိုတဲ့အသိဉာဏ်ကိုဥစွာထားပြီးတော့မှ
အလုပ်လုပ်ပါလို့ပြောတာနော်မှန်ကန်တဲ့ဥမာပဲစွန့်ဆက်ကတဲ့ဆိုရင်လည်းဒါနကောက်မှုပြုတာပဲဒါနကောက်မှုပြုတဲ့အခါမှာတို့တွေဟာဘာဖြစ်လို့ဆွမ်းလူကြသလဲဘယ်လိုရည်ရွယ်ချက်နဲ့လူသလဲဆိုတဲ့အခါမှာဒီဆန်ဆိုတဲ့အာဟာရဟာစားသုံးတဲ့ပုဂ္ဂိုလ်တွေကိုဘယ်လိုအကျိုးသက်ရောက်မှုဖြစ်စေတယ်သိရမှာဖြစ်တယ်နော်ဒီအာဟာရဆိုတာဘယ်တတော်မှာအာဟာရနဲ့ဆိုတော့မရှိဘူးသဗ္ဗေတ္တအာဟာရတိတိကာလို့ဆိုတဲ့အတိုင်းအာဟာရကိုအမိပြုပြီးတော့ဘဝမှာရှင်သန်ကြတာဖြစ်တယ်အဲ့တော့အနေဆုံးစဉ်းစားရမှာကတို့လူတွေအာဟာရကိုစားသုံးပြီးတော့အသက်ရှင်ကြပါစေဘဝမှာရည်တည်နိုင်ကြပါစေဒီအမြင်ကလည်းမြင်ရမယ်ဖြစ်တယ်ဒီတဲ့အစင်မြင်ရင်တော့မလုပ်အောင်တို့လူတွေအာဟာရကိုဖုံးဖိသုံးဆောင်ပြီးမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုသိယူနိုင်ကြပါစေလိုက်နာကျင့်သုံးနိုင်ကြပါစေသိယူလိုက်နာကျင့်သုံးပြီးတော့ဘဝတန်တရားကထွတ်မြောက်အောင်အထောက်နိုင်ကြပါစေဆိုအစင်မြင့်သွားတယ်ဒီလိုစဉ်းစားလိုက်တဲ့အခါအစင်တာမြင့်သွားတယ်နော်ကိုယ့်ရဲ့စိတ်သဘောထားချင်းမတူဘူးအမှန်ဆွမ်းကတဲ့ဆိုတဲ့အနေအထားမျိုးမဟုတ်တော့ဘူးနောက်တစ်ခုကဘယ်လိုစဉ်းစားရမလဲမြတ်စွာဘုရားရဲ့ဒီအာဟာရတွေကိုသုံးဆောင်ပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုသိယူပြီးဘုရားအဆုံးအမတွေကြာရှိအောင်တည်တံ့အောင်ဆောင်ရွက်နိုင်ကြပါစေဆိုဒါတကယ်သာသနာပြုကုသိုလ်ဖြစ်သွားပြန်လူတွေရဲ့ရှိဝဲချက်ပေါ်မှာမူတည်ပြီးတော့အကျိုးဖြစ်တော်မူကလည်းအများကြီးဖြစ်တာနော်အမှန်အပြင်ဘုန်းကြီးကြောင့်သာဆွမ်းကြွေတယ်ဆိုရင်တမန်အတွေ့မြတာဖြစ်တယ်နော်တမန်အတွေ့မြတာဖြစ်တယ်အဲ့ဒီတို့သို့မဟုတ်ငါတို့အားဒီဘဝမှာကုသိုလ်ကောင်းမှုလုပ်တယ်နောက်ဘဝကျတော့ငါတို့အစားပေါ်မှုလုပ်တယ်ဆိုလို့ရှိရင်လူတာကတော့ကုသိုလ်နောက်ဘဝအတွက်မျောလင်းတာကတဏှာဖြစ်သွားပြန်အဲ့ကြတော့ဘာဖြစ်တုံးဆိုပမာစကားလို့ပေါ့စမ်းစမ်းတဲ့ချက်ချီရောရဲဆိုလို့ပဲနော်ကုသိုလ်အကုသိုလ်ရောသွားပြန်အဲ့ဒါကိုတဏှုတ်တရိယာဒါနလို့ခေါ်တယ်တွေ့တာမှုပါနေတဲ့ဒါနမျိုးဖြစ်သွားတယ်အဲ့ဒီဒါနမျိုးကြတော့အပြော့သွားနော်အပြော့သွားတယ်အကျိုးမပေးဘူးလို့ပြောတာမဟုတ်အပြော့သွားအဲ့ဒါနစွမ်းဆောင်တဲ့နေရာမှာအတွေ့ကသိသိသွားတယ်ကိုယ်အတွက်ဆိုတာယူသွားစဉ်းစားလိုက်တော့အတွေ့ကသိသိသွားတယ်ကိုယ်ခံစားဖို့ဆိုတာတခုဘုရားလောင်းနေကြတော့လှူပြီးတဲ့ကဘာလို့တော့ဣဒံမေပုံညသဗ္ဗညုတညနတပစ္စယောဟောတုသဗ္ဗညုတညညို့ရပါလို့ဣစာအဲ့ဒီအတိညာဆိုတာကိုယ်အတွက်ကြီးမဟုတ်ဘူးတရဝရီကဲ့တင်မှုအမှန်တရားကိုဟောကြားနိုင်မှုဆိုတဲ့ရှိရချက်ရှိတော့ဒီအတွေ့ရတော့အမှန်တမ်းကြီးမားတဲ့အတွေ့မြတ်စွာဘုရားကိုယ်တိုင်ကသဗ္ဗညုတဘာပုနေတဝါတန္တာရတံသာရိဝကံဆိုတဲ့ရှိစုချက်ရှိတယ်ဒီဉာဏ်ကြီးကိုဘာကြောင့်လို့ကျင်တာအဓိကတော့ဘာလို့တရဝရီကိုကဲ့တင်နေတာသူရဲ့ရွေးချက်ပဲနော်တန္တာရတံသာရိဝကံနဲ့နေကွာတော့တတဝရီကိုဆင်းရဲဒုက္ခကလွတ်မြောက်အောင်ပို့ဆောင်နေတယ်အဲ့ဒါကြီးကပရဟိတလုပ်ငန်းနဲ့မှာအကြီးမားဆုံးပရဟိတလုပ်တစ်ခုဖြစ်တယ်အဲ့ဒီပရဟိတလုပ်ကိုလုံနိုင်ဖို့အတွက်အသိဉာဏ်ရှိဖို့လိုအပ်တယ်ဒါကြောင့်လို့သဗ္ဗညုတဉာဏ်ကိုရပါလို့ပြောတာနော်
အကယ်၍တတ္တဝါတွေကိုကဲ့တရားပါလို့ဤတယ်ဆူတောင်းမယ်ဆိုရင်အကြောင်းမပါဘူးဖြစ်နေဘာနဲ့ကဲ့တယ်မှာလဲအများရဲ့အကျိုးဆောင်ရတဲ့ကဘာနဲ့ဆောင်ရမှာလဲဒီတိုင်းလက်နဲ့တော့ကဲ့တယ်လို့မရဘူးအဲ့ဒါကြောင့်လို့အတိအကျနဲ့လို့မှဖြစ်လို့မြတ်စွာဘုရားကတတ္တဝါတွေကိုကဲ့တရားပါလို့ဤလို့ဆူမတောင်းမယ်နဲ့သဗ္ဗညုတဉာဏ်ညူရပါလို့အဲ့ဒီရဲ့နောက်ွယ်ပါတော့သဗ္ဗညုတဉာဏ်ရလို့ရှိရင်တတ္တဝါတွေကိုကဲ့တင်နိုင်သွားတယ်အဓိကအဲ့ဒါနော်အဲ့တော့ရွေကျဟာနမအရေးကြီးတယ်ဒုရဒနာချင်းတူရဲ့ဘယ်လိုရွေကျပေါ်မှာပုတ္တိတယ်အဲ့တော့ထားတဲ့ရွေကျကပါလဲမထားတဲ့ရွေကျကပါလဲနော်တန်တရားဝကမြတ်မြတ်လွတ်ချပြီပဲလို့ခဏလို့ရွေကျပေါ်မှာမူတည်ပြီးတော့တန်တရားရှိသွားတဲ့ဒါနမျိုးတွေလည်းရှိတတ်တယ်ညီကိုနှစ်ယောက်ကျန်ငင်ကြီးစိုက်ပြီးတော့လမ်းမှာပစ္စေကဘုရားနဲ့တွေ့တယ်ညီလုံးတဲ့သူကကြံနေတော့ကြည်ရကနေကျန်ကြောင်တစ်ချောင်းယူလာတယ်ယူလာပြီးလမ်းမှာပစ္စေကဘုရားနဲ့တွေ့တဲ့အခါမှာကျန်ရီကိုလှူလိုက်တယ်လှူလိုက်ပြီးတော့သူကပါဆူတောင်းတော့ဆိုရင်ဖြစ်ရဘဝမှာချမ်းသာဒုက္ခတွေရရှိပြီးလူဘဝတဘဝချမ်းသာဒုက္ခတွေရရှိပြီးနောက်ဆုံးဘဝမှာအရှင်ဘုရားသိတဲ့တရားမျိုးကိုသိရပါလို့သူဆုတောင်းတာနှစ်ခုဖြစ်နေတယ်တစ်ခုကဘဝရဲ့ချမ်းသာကိုမျှော်လင့်တာတစ်ခုတရားသိကျင်တာကတစ်ခုဘဝချမ်းသာမျှော်လင့်တာကြတော့တဏှာလို့ခေါ်တယ်တရားသိကျင်တာကြတော့သတ္တလို့ခေါ်တယ်သတ္တကအပြစ်မရှိဘူးတဏှာကြတော့အပြစ်ရှိတယ်အပြစ်ရှိတယ်ဆိုတာတဘာဝကအပြစ်ရှိတယ်တာကိုပြောတာနော်စိတ်ဓာတ်ကိုအဲ့ဒီတဏှာကအကုသိုလ်ဖြစ်နေတယ်သတ္တကအကုသိုလ်မဟုတ်ဘူးသူဆောက်ဆူတောင်းတဲ့နေရာမှာအပိုင်းတစ်ပိုင်းရှိတယ်နောက်တကသူ့ကိုရဲ့ကြံ့ကြောင်းကိုသူလူခဲ့တယ်လူပြီးတော့အိမ်ရောက်တဲ့အခါသူ့ကိုကြိုးကြောင်ပြောပြတော့သူ့ကိုကသူကိုယ်တိုင်လူတာမဟုတ်ဘူးသူပစ္စည်းကိုသူညီကတဆင်လူပေးတဲ့အခါမှာသူ့ကိုပါဆူတောင်းလိုက်တော့ဆိုအဲ့ဒီအရှင်မြတ်သိတဲ့တရားကိုသိရပါလို့တခုတည်းပဲတောင်းတယ်နော်တခုတည်းပဲတောင်းလိုက်တာအဲ့ဒီအရှင်မြတ်သိတဲ့တရားကိုသိရပါလို့ဆုတောင်းလိုက်တာသူကိုကအဲ့ဒီကြံကုသိုလ်ကြောင့်နတ်ပြည်ရောက်နတ်ပြည်အတိတ်လူဘဝရောက်လာတဲ့အခါဖျားပွင့်တော့သူကအဲ့ဒီမှာယာနာဖြစ်သွားတယ်သူကတော့တတိဘဝပဲဖြစ်တယ်ယာနာမဖြစ်ဘူးဘယ်ကြပါလားကျွတ်တော့ဆိုကောရဝဘုရားဘဝကြပါလားကျွတ်တယ်နော်အဲ့ဒါဘာကြောင့်လို့ဆိုရင်ဆုတောင်းတာလေးတစ်ခုဥတည်ချက်ပဲသူရဲ့ရည်ရွယ်ချက်ပဲသူရဲ့ရည်ရွယ်ချက်အတိုင်းကငါဖြစ်တာအဲ့တော့ဟိုလူတဲ့ပုဂ္ဂိုလ်ကသူ့အကိုလုံးတဲ့ပုဂ္ဂိုလ်ကတရားတို့တရားပြရပါလို့ဆိုရင်လူတဲ့ဘဝကတဘဝနတ်ပြည်ဘဝကတဘဝနောက်တတိယဘဝမှာပဲနိဗ္ဗာန်ရသွားတယ်ဘာဖြစ်လို့ဆိုသူတောင်းတာကိုတရားတို့တရားမြတ်ကိုသိချင်ပါတယ်သိပြစေတခုတည်းပဲတောင်းလိုက်တာနော်အဲ့ဒါကခံစားဖို့မဟုတ်တဲ့အတွက်ကြောင့်ဆန္ဒလို့ခေါ်တယ်ခံစားဖို့မဟုတ်ဘူးကိုညီငယ်လို့တဲ့ပုဂ္ဂိုလ်ကတောင်းတဲ့အားကြတော့လူပြည်နတ်ပြည်ချမ်းသာဒုက္ခဥခံစား၍ဆိုတာလေးပါလာတယ်အဲ့တော့သူဆုတောင်းလိုက်တဲ့ဘဝကတော်တော်ကြာအောင်ဘဝတန်တရားမှာကျင့်နေပြီးတော့မှကောရမပြတ်ဆိုပြလက်ထဲမှာတတိလာဖြစ်တယ်အဲ့ဒီဘဝကျမှသူကျွတ်တယ်ဆိုလိုတာကဆုတောင်းကကိုယ်ရည်ရဲ့အတိုင်းဖြစ်တာအဲ့ဒါကိုတချို့ကဆုတောင်းမှားတယ်လို့ပြောတယ်မှားတာတော့မဟုတ်ဘူးပေါ့နော်မ
မှားတာတော့မဟုတ်ဘူးကိုဆူတောင်းတဲ့အထဲမှာတွေ့တာမှုတဏှာရဲ့အရေးငွေတွေပါနေတွေ့တာမှုတဏှာနဲ့သွားတောင်းလို့ရှိရင်သူကတန်တရားတွေပါကြာသွားတယ်အဲ့လိုမဟုတ်ပဲနဲ့စန္ဒတက်တက်ဆူတောင်းမယ်ဆိုလို့ရှိရင်အဲ့တော့ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတဲ့နေရာမှာကိုယ့်ရဲ့ရွေးချက်ကအမြဲတမ်းအရေးကြီးတယ်ပေါ့နော်အမြဲတမ်းအရေးကြီးတယ်လူရချင်းတူတောင်းမှပဲဆူတောင်းတာပါသေးတယ်လောကီကိစ္စမှလည်းပဲဆူတောင်းတတ်လို့ရှိရင်ဆူတောင်းလို့အကျိုးအမျိုးမျိုးဖြစ်သေးတယ်ကောင်းကျိုးချမ်းသာတော့ပေးတာမှန်တယ်ဆူတောင်းလို့ရှိရင်ဆူတောင်းတဲ့အတိုင်းဖြစ်တာလည်းရှိသေးတယ်ဝိသကရဲ့အဖိုးမနကတထေတို့ဝိသကရဲ့အဖေမနကတထေရဲ့သားတတိစရာတို့သူတို့ဆူတောင်းကြတော့သူတို့ကလူကျင်တာတွေအကုန်ဆူတောင်းကြတာဆိုတော့အကျိုးပေးတဲ့အခါမှာလည်းပဲတော်တော်ထူးခြားတဲ့အကျိုးတွေကိုရတယ်တော်တော်ထူးခြားတဲ့အကျိုးတွေရနော်ကိုတောင်းရင်တောင်းတယ်လို့ပဲအကျိုးရတယ်ဥပမာဝိသကရဲ့ဖေးဆိုလို့ရှိရင်အလုသမားတွေကိုလာစားပေးတဲ့အခါမှာငွေကြေးနဲ့ပြီးသူလည်းကမလွတ်သေးသဗျာသူအိတ်ထဲမှာပါတဲ့ငွေကြေးကကုန်မသွားဘူးအဲ့ဒီဆူတောင်းတာနော်ဘလောက်ပေးသူအိတ်ကဖောင်းမြဲဖောင်းနေကောင်းငင်မောကြည့်လိုက်တာနဲ့ကောင်းငင်ကစွာရီကြပါတယ်ကိုတော်နေပြေးသွားတယ်ဒါသူတို့ဆူတောင်းနေပဲသူတို့အသီးသီးဆူတောင်းကြတာအဲ့ဆူတောင်းတဲ့အတဲလည်းပဲဖြစ်လာကြတယ်နော်အဲ့တော့လောကီနဲ့ပတ်သက်လာလို့ရှိရင်လည်းဆူတောင်းမမသိဘူးဆိုတာဆူတောင်းမှာတဲ့ပုဂ္ဂိုလ်တွေကပဲပုဂ္ဂိုလ်တွေလေအခုပမာတွေကမဲ့လို့ရှိကြတယ်မအုံမဆိုတာဘာလို့အုံမလို့မဲ့တယ်လဲအုံမတန္တဥပတ္တိဆိုတာယူသူစေသူတို့အဓိပ္ပာယ်ရတယ်နော်သူကသူကြတော့လေဥပါဒဆိုတာအယူပဲဒါပေမဲ့ဗမာတွေကဥပါဒတိဇလန်ကြည့်ပြီးတော့အဲ့ဒီနာမည်ကိုသဘောကျလားမသိဘူးမဲ့ကြတယ်ဒီတည်းပြနာမည်တွေပြပါနေတာနော်အဲ့တော့ဥမာတန်တိဆိုတဲ့အမျိုးသမီးကသူကဆူတောင်းမှာသွားဆူတောင်းမှာတော့သူကဘယ်လိုဆူတောင်းလို့ဆိုသူကအခုလိုလူရတဲ့ကုသိုလ်ကောင်းမှုကြောင့်သူမြင်နိုင်အမျိုးသားတွေမှန်သမျှမူရပါစေရှစ်ပူပါစေအယူမှုဖြစ်ပါစေဆူတောင်းအဲ့ဒါကြောင့်သူ့ရဲ့အဓိပ္ပာယ်ကယူသူစေသူသူရဲ့ရုပ်စင်ကိုသူမြင်လိုက်တာနဲ့လူတွေအယူမှုဖြစ်ကုန်ကြတယ်အဲ့ဒါသူဆူတောင်းကြောင့်ဖြစ်တာနော်သူဆူတောင်းအဲ့ဒီလိုဆူတောင်းမျိုးကြတော့သူပြောင်းဒုက္ခပေးတာဖြစ်တယ်အဲ့လိုဆူတောင်းတဲ့ပုဂ္ဂိုလ်ဟာအမျိုးသားတွေကလည်းတယောက်ရှိတယ်အမျိုးသမီးကလည်းဥပဒတိနော်အဲ့ဒီဆူတောင်းမျိုးကလူကိုဒုက္ခပေးတဲ့ဆူတောင်းတွေလို့ခေါ်တယ်လူတဲ့ကုသိုလ်ကောင်းမှုကတော့သူ့ရဲ့ဆူတောင်းတိုင်းကုသိုလ်ကတော့အကျိုးပေးတာပဲနော်အကျိုးပေးလိုက်တယ်သူ့ကိုမြင်တဲ့ပုဂ္ဂိုလ်တိုင်းယူသွပါစေကျန်တာကိုယူရဖြစ်ကုန်ယူပူကြတယ်ဒါကြောင့်ဥမတန္တဆိုတာယူသွစေသူလို့အဓိပ္ပာယ်ရတယ်နောက်တကအနာရဝေတတိကြီးရဲ့တူဆိုတဲ့လူဟာလည်းပဲဘဝတစ်ခုမှသူကဆူတောင်းခဲ့တယ်သူဆွေမျိုးသားချင်းမောင်နှမမိဘကလွယ်ရင်သူကိုမြင်တဲ့အမျိုးသမီးတိုင်းဟာကိုမထိန်သိမ်းနိုင်ပါစေလို့ဩမရဏိစုမျိုးပဲသူကတောင်းတယ်အဲ့တော့သူကမကောင်းတဲ့အကုသိုလ်တွေသူကလုပ်ပြီးရဖြစ်နေနော်အဲ့ဒါတွေကိုဆူတောင်းပါတယ်လို့ပြောတာတန်တရားနဲ့ကြည့်မယ်ဆိုရင်တန်တရားထဲမှာချမ်းသာဒုက္ခကိုဆူတောင်းရတာဆူတောင်းပါတယ်လို့ပြောကြတယ်ဘ
ပို့ပြီးတော့တန်တရားတွေမှာကြာသွားတယ်အဲ့ဒါကြောင့်မလို့တဏှာမပါပဲနဲ့ကိုလူတဲ့ကုသိုလ်ကောင်းမှုကိုနော်ရွေရမှာတော့အကောင်းဆုံးရွေရမှာတော့ဒီကုသိုလ်ဟာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မတွေကိုသိတဲ့အသိဉာဏ်ကိုရပါလို့ဤဆိုရင်ဒါတော့အကောင်းဆုံးပဲအရှင်းဆုံးကုသိုလ်ဒီပြည့်သူများကိုမထိခိုက်တဲ့ဆုတွေလည်းရှိပါတယ်ဖြစ်တရားဘဝမှာမတောင့်မတမကြောက်မကြပစ္စည်းတော်ရာကိုလိုချင်တာမှတ်သမျှရပါလို့ဤဆိုရင်လည်းဖြစ်ပါတယ်သို့တော့အဲ့ဒီလိုဖြစ်ချင်တာကတဏှာအဲ့တဏှာတော့ခဏရမယ်ရရင်အဲ့ဒါတွေကိုထိမ့်သိမ်းရမယ်ဒုက္ခအတူမရောက်လာတယ်အဲ့ဒီဆူတောင်းလိုက်လို့ရှိရင်ပစ္စည်းတွေရလိမ့်မယ်ရလာပြီးရင်အဲ့ဒီထိမ့်သိမ်းရတဲ့ဒုက္ခဒီပစ္စည်းတွေပေါ်မှာကြောင်ကြရတဲ့ဒုက္ခတွေကတော့ဒုက္ခသားမှာပဲသိကြတယ်နော်ဒါနကောင်းမှုဆိုတာဆူတောင်းနေဖြစ်စေမဆူတောင်းနေဖြစ်စေကိုကလှူတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်လှူတဲ့ပုဂ္ဂိုလ်ဟာရတဲ့ပုဂ္ဂိုလ်ပဲဖြစ်လာတယ်ကိုမှဖြစ်ရဘဝမှာဒါနကောင်းမှုရှိလို့ရှိရင်ဒါနတော့ဘောကဝါဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တိုင်းဟာဘဝခရီးသွားတဲ့အခါမှာပြည့်စုံတယ်နော်အသုံးတော့ပစ္စည်းပြည့်စုံတယ်ဆိုတဲ့အကျိုးဟာဆူတောင်းနေဖြစ်စေဆူမတောင်းနေဖြစ်စေတည့်ရစီလေးစိုက်ပြီးတဲ့အခါကျတော့ဆူတောင်းစရာလိုသေးလားတည့်ရပင်လေးပေါက်ပါစေလို့ဆူတောင်းစရာမလိုကိုစိုက်တာတည့်ရစီဆိုရင်တည့်ရပင်ပေါက်မှသိကြတယ်နော်အဲ့ဒါမျိုးလိုပဲကိုလုံတဲ့ဒါနကောင်းမှုဆိုတာချမ်းသာဒုက္ခကိုပေးမှသိကြတယ်သီလစောင့်တည်ရင်သီလကပေးမယ်အကျိုးတွေပေးပါပဲဆွမ်းဆက်ကလို့ရှိရင်ဆွမ်းကပေးတဲ့အကျိုးတွေပေးတာပဲရေလူလို့ရှိရင်ရေကအကျိုးတွေကြောင်းဆောက်လူတဲ့အခါကြောင်းဆောက်ကပေးတဲ့အကျိုးတွေပေးတာပဲဒါတွေကတော့တဘာဝအတိုင်းဝီရိဝတ်ဝီဆိုးစွာကိုယ်စိုက်ပြိုးတာကိုရတယ်ကိုလှုပ်တာကိုပြန်ရမှသိကြတယ်အဲ့ဒါတော့ဥပမာဆွမ်းလူတယ်ဆိုရင်ဆွမ်းအကျိုးကပါတော့ဆွမ်းကဒီကိုလှူလိုက်တဲ့အစာကိုသုံးဆောင်တဲ့ပုဂ္ဂိုလ်တွေမှာဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဒါလေးကိုစဉ်းစားကြည့်လိုက်နော်ဒီအာဟာရကိုစားလိုက်ရတဲ့ပုဂ္ဂိုလ်ဟာအသက်ရှိတယ်မစားရရင်သိနိုင်တယ်အဲ့တော့အသက်ရှိတယ်ဆိုတဲ့အကျိုးတစ်ခုရတယ်အသက်ရှိနေသည့်အတွက်ကြောင့်အသားရည်စုပြေတယ်ဆိုတဲ့အကျိုးတွေရတယ်ခွန်အားလှရှိတယ်ဆိုတဲ့အကျိုးတွေရတယ်ခွန်အားရှိတယ်လို့စိတ်ချမ်းသာကိုယ်ချမ်းသာမှုကိုလည်းဒီအာဟာရကဖြစ်စေတယ်အကြံကောင်းဉာဏ်ကောင်းတွေကိုလည်းဒီအာဟာရကဖြစ်စေတယ်ဆိုဆူတောင်းသည်ဖြစ်စေမတောင်းသည်ဖြစ်စေကိုလူလိုက်တို့လူလိုက်တဲ့ဆွမ်းကလူကပုဂ္ဂိုလ်တွေကိုအကျိုး၅မျိုးဖြစ်ပေါ်စေတယ်အဲ့ဒီအကျိုး၅မျိုးသည်လူသူရတဲ့အကျိုး၅မျိုးပဲဖြစ်တယ်နော် reaction ရဲ့သဘောတရားအရလူတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီအကျိုး၅မျိုးကိုသူတို့ရရှိမှာပဲဖြစ်တယ်တောင်းသည်ဖြစ်စေမတောင်းသည်ဖြစ်စေအဲ့ဒီအကျိုး၅မျိုးကိုသူတို့ကိုယ်တိုင်ရကြမှာပဲဖြစ်တယ်နော်ဘယ်အပဲဖြစ်ဖြစ်ဆက်ရအကျိုးတွေဥပမာကြောင်းလှူလို့ရှိရင်အဆောက်အဦဆိုတာဘယ်လိုအကျိုးပြုလဲအဆောက်အဦကအကျိုးပြုတာအပူအေးကာဝယ်ပေးတယ်ခုချိန်မှာနေမပူအောင်ဒီအဆောက်အဦရကာဝယ်ပေးတယ်ချမ်းသာမှုကိုပြေဝပေးတယ်ပေးရနေတွေကိုကာဝယ်ပေးထားတဲ့ဒီအဆောက်အဦကအဲ့ဒီအကျိုးကိုကြောင်းကပြုလုပ်တယ်လို့ပဲကြောင်းလှူတဲ့ပုဂ္ဂိုလ်ရမှာလဲအဲ့ဒီအကျိုးရမှာပဲအဲ့တော့တဘာဝအတိုင်းရနိုင်တဲ့အကျိုးအပြင်တဘာဝပုံမှန်အပြင်မပေးနိုင်တဲ့အကျိုးကပါတော့တန်တရားဝကလွတ်တဲ့အကျိုးကြတော့မပေးနိုင်ဘူးသူတို့နော်မပေးနိုင်တော့အဲ့ဒါကြတော့ထဲပြီးတော့ဆူတောင်းဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတု
သို့မဟုတ်မြတ်စွာဘုရားဟောတဲ့တရားတစ်ပါးကိုသိရပါလို့ဤကြအဲ့ဒါကြတော့ဆုတောင်းပါရောက်တယ်နော်ဆုတောင်းပါရမယ်ဆုတောင်းနေဆိုတာ wish ကိုပြောတာကိုယ့်ရဲ့ဆန္ဒအရာခတ်သိဟာပဏိတိပတ္ထနာဆိုတာရှိတယ်ပဏိတိဆိုတာစိတ်ကပဲပါဥဒိထားတယ်လေပတ္ထနာဆိုတာပါကိုမျောလင်းတယ်လေနော်ကိုယ့်ရဲ့မျောလင်းမှုကိုယ့်ရဲ့ဆန္ဒရှိမှုပါလေအဲ့ဒါကိုပြက်ပြက်သားသားကိုကုသိုလ်လုပ်တိုင်းမေးနော်ကိုမေးကိုဖြေထုံးနိုင်ရမယ်မထုံးဘူးဆိုလို့ရှိရင်ရည်ရတာပဲဖြစ်နေပါပဲသိကြပါဦးပဲနော်အဲ့ကထွက်လာပြီးတော့ပဲသွားမှလည်းမသိဘူးကြုံရလိုက်သွားမှာပဲအဲ့တူကတော့အဲ့ငါထွက်ကြတဲ့ကငါပဲသွားပဲဆိုတာဥတည်ချက်ရှိရမယ်ဟုတ်တယ်မလားတချို့ကြတော့အဖော်ကောင်းတဲ့နဲ့ကြောင်မြောင်းရောက်ဆိုတဲ့စကားပုံလို့ပဲအဖော်ကောင်းတဲ့နောက်လိုက်သွားလိုက်တာအဲ့ဒီလိုမဖြစ်ရအောင်ဥတည်ချက်တစ်ခုထားကိုယ့်ရဲ့ရွေးချက်တစ်ခုထားဘာဖြစ်ချင်တယ်လဲအဲ့ဒီဖြစ်ချင်တဲ့အရာဒီသူများကိုထိခိုက်သလားမထိခိုက်ဘူးလားနော်အဲ့တော့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာဆွမ်းကတ်တယ်ဆိုတာထမင်းတဲ့9ရက်သူကအကျိုးပြုနိုင်တာတိုးတယ်9ရက်ပဲအကျိုးပြုမယ်ကြောင်းလှူတာကြတော့နေ50လည်းဟုတ်တယ်ရတဲ့ပန်လည်းဟုတ်တယ်နေရှိသမျှကလည်းဘာလို့ရှိကြတယ်ထာဝရကုသိုလ်နဲ့တခဏကုသိုလ်နှမျိုးရှိတယ်ပေါ့နော်ထာဝရကုသိုလ်ကြတော့အခုဥထေတို့လုံနေတယ်အာရမရောပဝနာရောပဒါရီထာဝရကုသိုလ်တွေနော်အာရမရောပအယံနေစိုက်ပြိုးတယ်ပမင်းနေစိုက်ပြိုးတယ်အများကြည့်ရှုနားလေအပန့်ဖြေဖို့စိုက်ပြိုးတယ်ဝနရောပငယ်ကလေးတွေတရိစ္ဆာန်လေးတွေအစားပြီးတော့နာခုအေးရဖို့တပိနိစိုက်ပေးတယ်ဝနရောပအာရမရောပပန်ဝိနေလို့တဲ့ဝနရောပတပိနိစိုက်တယ်နော်အဲ့ဒါတွေကြတော့ထာဝရကုသိုလ်လို့ခေါ်တယ်ဘာလို့လဲဆိုတပိနိပိရဲ့တန်ရှိသလောက်ကိုစိုက်တဲ့တပိအကျိုးပြုပါရှိစနာတိတုကာရက6မြောင်းဟိုပဲဒီပဲသွားဖို့ခက်နေတယ်တရားထိုးပေးထားတယ်တရားခင်းပေးထားတယ်လောလောကူဟိုပဲဒီပဲဖြတ်သွားလို့ရပပင်းစာရေဦးစင်မြမလူမျိုးတွေအဲ့ဒါကြောင့်လမ်းပေးပါရေဦးစင်တွေတဲ့ကြတယ်အခုရေဦးစင်ရေဘူးတော့ပျောက်သွားပြီရေဘူးဆောင်းတဲ့ခေရောက်သွားရေတမ်းမှုခေရောက်နေတော့ရေဦးစင်တဲ့ရနဲ့သွားဥဒပါဏရှိတွင်တူပြီးတော့လှူတယ်ရေဦးစင်တဲ့ရေတွင်တူပြီးတော့ရေကတူပြီးတော့လှူတယ်ပပိစဥဒပါဏအမြဲတမ်းဒါယေတတန္တိဥပတ္တယလမ်းမေမှာဆေးရပဲဖြစ်ဖြစ်တဲ့ခိုးစရာထိုင်စရာထိုင်ကုန်ပဲဖြစ်ဖြစ်အမူတွေနဲ့ပဲဖြစ်ဖြစ်ဒီဘေအောင်မှာထိုင်စရာနားနေစရာဖြစ်စေလမ်းမေစရာပဲဖြစ်စေတန်ဃာတွေတရင်သုံးတဲ့ကြောင်းအရာဖြစ်စေအစာဥတခုလှူတယ်အဲ့ဒီကိုလှူထားတဲ့လူတွေဟာချီကြစွာတည်ရှိပြီးတော့အကျိုးပြုနေတာဖြစ်သောကြောင့်ထာဝရကုသိုလ်လို့ခေါ်တယ်နော်ရေရှိတိတန်တဲ့ကုသိုလ်တွေရေတရတိဥပတ္တယအဲ့ဒီအလူမျိုးတွေကိုလှူတဲ့ပုဂ္ဂိုလ်တွေကြတော့ဘာဖြစ်လဲဒေတံဒီဝါစာရတောစတရပုံညာပဝတ္တိနေပဲဖြစ်ဖြစ်ညပဲဖြစ်ဖြစ်ကုသိုလ်တွေအစင်ငယ်တိုးပွားနေတယ်ဆိုတော့အမြဲတမ်းတိုးပွားနေတယ်ဆိုတာစက္ကမလတ
သူကသူတို့တိုးနေတာလားလို့ဆိုအဲ့လိုအိဗယ်မဟုတ်ဘူးတတိရတဲ့အခါတိုင်းကုသိုလ်တိုးတယ်လို့ပြောတာနော်အိပ်ပျော်နေတော့ဘယ်လိုလုပ်ကုသိုလ်ရမှာအိပ်နေတဲ့စိတ်ကကုသိုလ်စိတ်မဟုတ်ဘူးလေမေးတယ်လေကုသိုလ်မရဘူးအိပ်ပျော်နေနဲ့ကုသိုလ်မရဘူးကိုလူတာတဲ့ကုသိုလ်ကောင်းမှုကိုတတိယပြီးတော့ဝန္တာနေမှာဝန္တာမှုဖြစ်မှကုသိုလ်ရတယ်အဲ့တော့ထာဝရကုသိုလ်လုပ်ထားတဲ့ပုဂ္ဂိုလ်တွေကထာဝရတတိယနေဖို့လိုအပ်တယ်နော်ထာဝရမေးနေတော့ကုသိုလ်ကနေမှာပဲထာဝရမေးမထားနဲ့ထာဝရတတိယနေရမယ်နေ့လေတတိယမယ်ညလည်းတတိယမယ်တတိရှိတဲ့အချိန်တိုင်းငါတို့တပည့်နေပဲတပည့်စိုက်ပြီးပြီကြောင်းဆောက်ပဲနှလုံးလူပြီးနေပြီတဲပဲနှလုံးဆောက်တာပြီးပြီရည်ရင်ပဲနှလုံးတူပြီးထားပြီနော်အဲ့ဒီကအစတတိယပြီးတော့ကိုလှုပ်ထားတဲ့ဒါနသည်စုကြုံလို့နေမြဲဘယ်လိုပုဂ္ဂိုလ်မရွေးလူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်တရိစ္ဆာန်ပဲဖြစ်ဖြစ်အရေးဝင်ခိုးတဲ့ပုဂ္ဂိုလ်တိုင်းချမ်းသာဒုက္ခရကြပါစေဆိုတဲ့စိတ်နဲ့တတိယနေပဲဆိုရင်ကုသိုလ်တွေကနေရောညရောတိုးနေတယ်နေတတိယရင်နေတိုးမယ်ညတတိယရင်ညတိုးမယ်အဲ့တော့တိုးအောင်လဲလှုပ်ထပ်ဖို့လိုသေးတယ်နော်ထာဝရကုသိုလ်ကထာဝရဒါပြင်ဒီပြင်ကုသိုလ်တွေကရောမတိုးဘူးလားစွန့်ဆက်ကပ်ပြီးရောမတိုးဘူးလားတိုးတဲ့နည်းရှိတယ်သူကြတော့စွန့်ကပ်ပြီးဒီနေ့ပြီးသွားရင်နောက်ရကျတော့ဒီဆိုမမြင်ရတော့အာယုံပြုပြီးတော့စာကနုတ္တိဘာဝနာနဲ့ငါပဲနေကစွန့်ကပ်တယ်အာယုံယူထားပြီးတော့အမြဲတမ်းတတိယပြီးတော့ဝန္တပိတိဖြစ်နေသူတို့နဲ့တိုးတယ်နော်တခဏလူတာပဲဖြစ်စီအမြဲတမ်းတတိယဘူးသူကြတော့တတိပေးရမလို့ဖြစ်ဟိုကကြတော့မြင်နေရတဲ့အခါကျတော့ပို့တတိရတယ်ပေါ့ဒါကြောင့်မလို့ထာဝရကုသိုလ်ဖြစ်ဖြစ်ဆိုပြဟောတာနော်အေးအဲ့တော့သမ္မာဒိဋ္ဌိပူရောဓာယမင်္ဂနဲ့အမြင်ကိုဥတည်ပြီးတော့တတ္တမပฏิပတ္တိယမြတ်စွာဘုရားခေါ်တဲ့လမ်းစဉ်အတိုင်းကျင့်သုံးလိုက်နာပါတဲ့ကျင့်သုံးလိုက်လာလို့ရှိပါဖြစ်လေအာရတိတိဟိတောပါယအကျိုးစီးပွားကိုဖြစ်ပေါ်စေတဲ့နိလန်းကိုကိုယ်တဏ္ဍမှာဖြစ်စေပြီးတော့ဧသန္တဒုက္ခသောရဏကိုလိုချင်တဲ့ချမ်းသာဒုက္ခတွေကိုဒီကုသိုလ်ကသက်ဆောင်ပြီးတော့ပေးပါပါလို့ဒီလိုရေးထားတဲ့အတိုင်းပဲမသာနာယူပြီးတော့ကုသိုလ်ကောင်းမှုဖြစ်ပွားအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းဤတဲ့ချာရဒီတဲ့ခွဲတိုင်းအရှင်ဘုရားတပည့်တော်တို့သည်မင်္ဂနောသမ္မာဒိဋ္ဌိဉာဏ်ရှိသွားရှိကြပါကုန်သည်ဖြစ်၍မြတ်ဗုဒ္ဓ၏အဆုံးအမနှင့်အညီကုသိုလ်ကောင်းမှုကိုမျက်နှုတ်လိုလာကြပါသောကြောင့်တရဏဂုံသီလကိုစောင့်တည်ကြပြီလင်ပရိတ္တယဩဝါဒတရားတို့ကိုနာယူကြပါကုန်၏သံဃာတော်ရှင်မြတ်တို့အားစံခဲပွဲအာရတို့ကိုလူဓမ္မကုန်၏ဆွမ်းရည်စချလူတော်မင်္ဂလာအခမ်းအနားသို့ကြောက်ရောက်ချီးမြှောက်တော်မူကြသောသံဃာတော်
ရှင်မြတ်တို့အားသင်္ကန်းစားရှိသောအတ္တဘဝတ္ထုတို့ကိုလူဓမ္မကုန်၏ကြောင့်အလူကိုလူဓမ္မကုန်၏ပညာရေးအလူကိုလူဓမ္မကုန်၏ကျမ်းမာရေးအလူကိုလူဓမ္မကုန်၏တရားတော်မြတ်ကိုပူဇော်သောဓမ္မပူဇာအလူကိုလူဒညပါကုန်၏ယနေ့ယခုအာထုပ်ပြုလို့ရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဘုရားကကိုအမိအဖအဖို့အဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငါပါကုန်၏သာသနာတော်ဆောင်နာလောကဆောင်နာတို့အားကုသိုလ်အမြတ်ဝေငါပါကုန်၏ဒီကြောင့်လည်းအတွင်၌ရှိကြကုန်သောနတ်ပေါင်းတို့အားကုသိုလ်အမြတ်ဝေငါပါကုန်၏တပည့်တော်တို့နေထိုင်ရာမြို့ရဒေသတို့၌ရှိကြကုန်သောနတ်ပေါင်းတို့အားကုသိုလ်အမြတ်ဝေငါပါကုန်၏31ပုံကျင့်ဒီကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းကုန်တည်းကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောကြွားရောက်ချီးမြှောက်တော်မူပါသောကျေးဇူးတော်ရှင်ဗမောက္ခချုပ်ဆရာတော်ဘုရားကြီးနှင့်တကွတန်ဃာတော်ရှင်သူမြတ်များဆရာကြီးဆရာလေးများဧပရိသတ်ပေါင်းသူတော်ကောင်းတို့ခမညာယနေ့နက်ခင်းစင်ရင်ကျင်းပပြုလုပ်အပ်သည့်အခမ်းအနားကိုဗုဒ္ဓသာသနာစိရန်တိတ်တုသုံးညင်ရွတ်ဆိုပြီးအောင်မြင်စွာပြီးမြောက်ကြမှာဖြစ်ပါတယ်ဖေဟာဆရာတော်ဘုရားကြီးအားသင်္ကန်းအစရှိသောလှူဝဲဝတ္ထုပစ္စည်းအစုစုတို့